ကျွန်တော် contact ကဘာတွေလိုနေလို့လဲပေါ့နော်ဒီလိုမေးလာတယ်ရင်းအောင်ပေါ့နော်ပွဲရုံမှာကုံ6တွေကိုလက်ကားထင်ပြီးရောက်ချနေတဲ့ကျွန်မရဲ့မိတ်ဆွေတို့ကဖုန်းဆက်လာတယ် offline မှာပဲမဟုတ်ဘဲနဲ့ပေါ့နော်ဒီ social media platform ဖြစ်တဲ့ online business မှာပါ page ထောင်ပြီးတော့သူတို့သွားနေခဲ့တယ်အဲ့ဒီကနေပြီးတော့သူတို့အစပိုင်းမှာအဆင်ပြေတယ်ခုနောက်ပိုင်းသူတို့ content တွေတင်တယ် animation ပေါ့နော် video တွေလည်းတင်တယ်တခြားသောဒီ talk show video မျိုးလေးတွေလည်းတင်တယ်နည်းပေါ့ engage တွေကြလာတယ်ပေါ့နော်ရောင်းအားလေးတွေကကျတော့ဒီ page ကနေပြီးတော့မှချိတ်ဆက်ပြီးလာတဲ့လူကနေပြီးတော့မှဒီအပြင်ကနေပဲ referral တွေပြန်လာတာတို့အသစ်တွေရောက်လာတာတို့ပဲများတယ်ဆိုပြီးတော့သူပြောလာတယ်မဟုတ်ပါဘာလို့လဲကျွန်တော် content ကဘာတွေလိုနေလို့လဲပေါ့နော်ဒီလိုမေးလာတယ်အဲ့တော့ကျွန်မအနေနဲ့ဒီရဲ့မိတ်ဆွေကိုဖြည့်ပေးရင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းနည်းနည်းလေးပြောပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်တွေကဒီကိုယ့်ရဲ့ပေါ့နော် product ကိုယ့်ရဲ့ service ကိုယ့်ရဲ့လုပ်ငန်းကို social media platform ပေါ်မှာကြော်ညာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ပေါ့နော်နားလည်ထားရမယ်ကိုသွားကျင်တဲ့အရာကဘာလဲဆိုတာကိုတိကျပြတ်သားတဲ့အရာတစ်ခုကိုယ်တိုင်ကိုရှိဖို့သိဖို့လိုအပ်တယ်ဆိုတာလေးကိုအရင်ဆုံးပြောချင်တယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကိုယ့်ရဲ့ brand ကိုခုမှစပြီးတော့အသစ်တစ်ခုဖောက်ရမှာဖြစ်တယ်ဆိုရင် brand awareness အတွက်ကို content တွေကိုဖန်တီးချင်တာလားဒါကိုတေချာသိအောင်လုပ်ရပါမယ်နောက်တစ်ခုကကိုက brand တစ်ခုကတော့တိဆောက်ပြီးပြီကိုလုပ်ငန်းကိုလူတွေတော်တော်များများသိနေပြီဆိုရင်ဒီ profit ထွက်လာဖို့အတွက် sales ပိုင်းကိုအဓိကတွားချင်တာလားဒါကိုလည်းတေချာသိရပါမယ်နောက်တစ်ခုကကိုကလက်ကားအတွက်ပဲအဓိကတွားတဲ့သူဆိုရင်ဟုတ်ပြီလက်ကားပိုင်းအတွက်ကိုကိုစီကနေလက်ကားပြန်လဲဖြန့်ပြူရောင်းချကြမဲ့သူတွေရဲ့ယုံကြည်မှုကိုအများဆုံးရအောင်ကိုကတီဆောက်ချင်တာလားအဲ့ဒါဆိုရင် content ကနောက်တစ်မျိုးဖြစ်ပါလိမ့်မယ်ဒို့ဒီမဟုတ်ကိုအနေနဲ့က audience တွေကိုဆွဲဆောင်မှုပို့ပြီးရှိလာအောင်အခုထပ်ပို့ပြီးကိုသိလာအောင်ကြည်လာအောင်မြင်လာအောင်ကိုဖြစ်လာအောင်loyal တွေရလာတဲ့အထိကိုကသွားချင်တာလားဒါတွေကိုလည်းကိုကသိဖို့လိုအပ်ပါတယ်ဆိုတော့ content တွေကိုကိုကဖန်တီးတဲ့အခါမှာ social media platform ပေါ်မှာကိုကတီဆောက်တဲ့အခါမှာကိုယ်တိုင်ကတိတ်တိတ်ကွက်ကွက်သိဖို့လိုအပ်တယ်ဆိုတာလေးကိုကျွန်မကပြောချင်ပါတယ်အဲ့တော့ကျွန်မရဲ့မိတ်ဆွေကိုဖြည့်ပေးရင်းနဲ့ပေါ့နော်ဒီကခြားတော့ပေါ့နော်မိတ်ဆွေတွေလည်းသိသွားစေဖို့အကျိုးမှာကျွန်မဖြည့်ပေးရခြင်းဖြစ်ပါတယ်ကျွန်မရဲ့မိတ်ဆွေတွေအားလုံးနဲ့စစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျွန်မကတော့မိတ်ဆွေတို့ရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကျစေဖို့နဲ့မြန်ဆန်နိုင်ကန်တဲ့နီးလန်းနေတဲ့အတူအရှိကိုတစ်ဆင့်ရောက်ရှိသွားစေဖို့အတွက်ဘေးနာကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့လမ်းပြပေးနေတဲ့ကုညီပေးနေတဲ့သူတဦးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်